ဒီမှာ cross လေးတွေအတိရောက်လို့ရင်ဆုံးလာပြပေးရနော်ဒီမျိုးလေးတွေလက်ရှိလေးကိုမှဇစ်ဆွဲလေးပေါ့နော်အခုမင်ဝတ်ထားသလိုမျိုးလေးတွေပြီးတော့ဒီမှာဒီမျိုးလေးဆိုမှကြည့်တူရင်လေးပေါ့နော်ဒီမျိုးနှစ်ထပ်အထက်ကနေအထက်ခံလေးတွေရောပါတယ်ဟာမျိုးလေးတွေဒီမျိုးဒီဇိုင်းအစုံပေါ့နော်အတိရောက်ထားပါတယ်ဆိုင်မှာစိတ်ကြိုက်လာကြည့်ပေးပါဈေးလေးလည်းအသက်သာဆုံးဖြန့်လောက်ထားပေးပါတယ်ဒါလေးဆို9500ပဲပေါ့နော်ဈေးဆိုဒီလိုလုံးဝအဆင်ပြေဆုံးအသက်သာဆုံးဖြစ်အောင်လုပ်ထားပေးတယ်ဒီမျိုးကြည့်ဒီမျိုးလေးတွေအရင်ချစ်စရာကောင်းနေလို့အရင်ဆုံးလာပြပေးပါတယ်ဒီအောက်ကဟာလေးတွေပြပေးပါဒါဆိုတော့ပိတ်ဖောက်ကလေးပေါ့နော်အခုဒီဇိုင်းအတစ်ထွက်တယ်ပိတ်ဖောက်လေးကိုမှတွေးရင်ဝမ်းလေးပြီးရင်နှစ်ထက်ကလေးပေါ့နော်အပေါ်ကျိုးတစ်ခုအောက်ကျိုးတစ်ခုလေးနဲ့ဒီမျိုးလေးလာတယ်ဒါလေးတွေလည်းရောက်ထားပါတယ်ဒါလေးဆိုအပေါ်ဘုံလေးပေါ့နော်လက်ရှည်လေးတွေဖက်ပွင့်လေးတွေနဲ့ပေါ့နော်ပြီးတော့အပေါ်မှာတရေအင်ကြီးလေးလည်းရောက်ထားပါတယ်တရေအင်ကြီးလေးလုံးဝအမိုက်စားပေါ့နော်ကာလာလိုင်းကတော့အပြာရယ်မီခိုးလေးရယ်ပြီးတော့အမဲရယ်လာတယ်ပေါ့နော်ဒါပေမဲ့အမဲကတော့ပုံများတယ်ကာလာလိုင်းရချင်တယ်ဆိုရင်တော့အမြန်ဆုံးလာခဲ့ပေးပါအားလုံးပဲတတားပါ